မောလိုက်တာကွယ်妹妹母鸡爷爷到前面抓看妹妹妹妹的。ဟဲ့လိမ္မာလိုက်တာကမင်းတော့မေစောင့်နေပဲဒီဝယ်လာတဲ့မွေဘူးတွေရော妹妹，一个妹妹。ပါတယ်တော့သမီးလေးပါတော့一个妹妹。ရေကုန်နေတဲ့ရေကုန်နေတယ်တဲ့ကိုမိမလုံခဲ့3ရက်လောက်ကတည်းကပြောထားတယ်ရေကုန်တော့မယ်တဲလာဟိုလေးကပြီးတော့မှားသားလားကိုဟုတ်ဘူးပေပေကအဲ့ဒီရေကဟိုနေရာတွေကကုန်တော့မယ်ဆိုတာပေပေကသိလို့သူတို့ဖုန်းဆက်သေးတယ်ဖုန်းကဆက်တာမကင်ဘူးเนาะအခုဒီမနက်လဲဆက်မလို့ဒီမနက်ပေပေတို့အပြင်သွားတဲ့ချိန်သူတို့ကလာပြီးတော့ထားတယ်ဆိုရင်အိမ်မှာလှည့်ပေးမဲ့တူကလည်းမရှိဘူးဟိုအပြင်ကထားခဲ့လို့မရဘူးအဲ့နဲ့ပေပေကမမာခဲ့တာရေလည်းမကုန်သေးဘူးထင်တော့နော်ကြည့်ရလားဆက်လိုက်အောင်ပါမနက်ကဆက်သေးတယ်မနက်ကလည်းကင်ဟုတ်တော့တယ်လီဖုန်းမှာပြပိတ်ထားပါရဲ့ရှင်ဟုတ်မိရမ်းစာနေပြီလားရေဟိုအောက်ကဆိုင်ပြီးတော့ဝယ်လိုက်ဖေအောက်မှာသွားဝယ်မယ်နော်ခဏတော့နော်ဟောဖေရေဝယ်လာပြီတဲ့စင်ပြီးပါ妹妹快。မိမတက်ကြည့်လို့ပါ ဖေပစ္စည်းရပဲမှာလည်းမသိရတဲ့တော့တောက်ခင်သေးလားထပ်သွားခတ်တော့လိုက်နော်ဟိုအဲ့ရေကိစ္စကြီးကဘယ်လိုလုပ်မှာလဲတွေနဲ့လေးလာလိုက်မယ်လေးလာလိုက်ပြီးသူများကြီးလည်းနည်းနည်းမေးပြီးတော့ကောင်းတဲ့တစိမ့်လေးကိုရေတန်းဆက်လေးကိုဝယ်တက်လိုက်မယ်အဲ့ဒါဆိုရင်အဆင်ပြေသွားမယ်လေးလာပြီးပြီဖေဖေကဟိုနေ့အတည်းအဲ့ဒါစဉ်းစားပြီးတော့ဒီပုံစံတိုင်းဆိုတော့မလွယ်ဘူးငါတခုလုံမယ်ဆိုပြီးစဉ်းစားတာရေတန်းဆက်တွေးတယ်နော်ရေတန်းဆက်တွေးတော့အဲ့ဒီရေတန်းဆက်ကိုဖေဖေကဝင်ပြီးလေးလာလိုက်တဲ့အချိန်မှာအယ်ဖာရေတန်းဆက်နော် तू ကမစိုးဘူးအိမ်ကိုလာပြီးတော့ तू ကတက်ပေးမှာပြီးတော့ဟိုဆက်တဲ့ဟိုရှုပ်ရှက်ခတ်ပြီးတော့ဘာမှထည့်စရာမလိုဘူးပေါ်တေဘယ်ပဲကွာပေါ်တေဘယ်ဆိုတော့ကိုအချိန်မျိုးဖြုတ်ပြီးသေသွားလို့လည်းရတယ်ကြည့်ပြီးအိမ်ငားနေတဲ့လူတွေအိမ်ပြောင်းရွှေ့လုပ်တဲ့လူတွေဆိုရင်လည်းအဲ့ဒါလေးကိုတောက်လျှောက်သေသွားလို့ရတယ်ဖေဖေအဲ့ဒါကိုတွေ့ထားတယ်အယ်ဖာရေတန်းဆက်ဒီမှာတဲ့ဖေဖေအဲ့ဒါလင့်လေးပို့လိုက်မယ်နော်တဲ့ဝင်ပြီးတော့လေးလာလို့ကြိုက်တယ်ဖေဖေကြိုက်ပြီဆိုတော့ဖေဖုန်းဆက်ပြီးတက်လိုက်မယ်ဒါလေးပို့နော်โอเคနောက်မှဆင်မယ်ဒီကောင်လေးက2လ3လလောက်ဆိုလဲရရနော်ဒီကောင်လဲပြီးဟိုနောက်ကဟာထက်လဲရတော့2လခံမယ်ဆိုလို့ရှိရင်နောက်ဘက်ကောင်4လလောက်တော့ခံတယ်နော်3လတစ်ချိန်6လတစ်ချိန်စစ်ပေါ့နော်ကျေးဇူးပါညီလေးရေတန်းဆက်ရာတက်သွားပါပြီအဖာရေတန်းဆက်ကိုပဲရွေးလိုက်ပါတယ်ဘာကြောင့်ရွေးလိုက်တယ်ဆိုတာလေးကိုပြပေးမယ်သူရဲ့အားသာချက်တွေရွှေတို့တက်ရတဲ့အကြောင်းလေးတွေကိုပေါ့နော်ရင်းတဲ့အတိုင်းပဲရှေ့မှာကျွန်တော်တို့ဖြစ်နေကြနော်ရေတန်းတစ်ခါမှာဖို့အရေးကိုကမှာတဲ့ချိန်ကျရင် तू ကဖုံးမကိုင်း तू ကလာပြီးတော့ရေတန်းပို့တဲ့ချိန်ကျရင်ကိုကမရှိနဲ့အဲ့ဒီပြဿနာဖြစ်နေတာဆိုအခုတော့ဒီပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားပြီပြီးတော့ကုန်ကြမ်းစိလည်းတော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်တို့ရေတန်းတစ်ပူအခု1500ဖြစ်နေပြီကျွန်တော်တို့အရင်9ဘူးယူတယ်တစ်ခါယူရင်9500နော်အဲ့တော့ရေရှည်ဆိုရင်ကျွန်တော်တို့ cost တွေအများကြီးတက်တာပေါ့နော်အဲ့တော့ဒီရေတန်းဆက်ကိုတက်လိုက်တဲ့အတွက်ကုန်ကြမ်းစိလည်းအများကြီးတက်တာသွားမယ်ပြီးတော့ကျမ်းမာရေးအတွက်လည်းအရန်စင်သူဒီရေတန်းဆက်မှာအဆင့်မြင့်ဖေတာလေးနဲ့သူအဆင့်6ဆင့်ပါတယ်ကွာသူအဲ့လိုအဆင့်6ဆင့်ကိုသူတန့်စင်ပေးတာအငြင်းအကြေးတွေလည်းလုံးဝတန့်စင်ပေးတယ်ပြီးတော့ပိုးမွားတွေကိုလည်းသူသေစေနိုင်တဲ့အတွက်ကျမ်းမာရေးတို့အရန်စင်ပြီးရနောက်ပြီးတော့ရွှေတို့ရေတံဘူးတွေမှာ plastic တွေကနေပြင်းပြီးတော့ပေါ့နော်ဒီ plastic ကြောင့်ဖြစ်သွားတဲ့ဆိုးကျိုးတွေပေါ့အဲ့ဒါမျိုးတွေလည်းမရှိတော့တဲ့အတွက်သူကျမ်းမာရေးအတွက်တော်တော်အဆင်ပြေတယ်ပြီးတော့ तू ကမိတ်ဗီယက်နမ်နော်ဗီယက်နမ်ထုတ်ဗီယက်နမ်ထုတ်ဆိုပေမဲ့မြန်မာစာလေးပါတယ်ဆက်ဟုတ်တယ်ရေဘူးရေအေးရိုးရေဆိုပြီးတော့မြန်မာစာလေးပါတယ်မြန်မာစာပါတဲ့အတွက်ဖိုးဖွားတွေကလေးတငယ်တွေအတွက်လည်းအရန်အဆင်ပြေတယ်လူကြီးလုပ်ငန်းပြည်ဝေးသားတော့သုံးလို့ရတယ်သုံးလို့ရတယ်နော်ဦးကြီးမိတယ်နော်ပြောပြလိုက်အောင်母鸡连米耶，爱上你呀，比较母鸡鸡一到前的当这样嘞。ကျွန်တော်ဆိုရင် coffee ခဏတောက်တယ် coffee ဖြောကန်နေကြရင်3မိနစ်အိုးကြီးဖြောပါဦးမိမကြီးလောက်ပါအောင်နဲ့အဲ့ဒါ coffee ကချက်ချင်းတောက်လို့မရဘူးပေါ့နော်အချင်းကကြာတယ်အခုဆိုရင်ဒီရေပူကဖွင့်လိုက်တာတန်းပြီးရေပူတန်းရတာအဲ့တော့ coffee ထည့်ပြီးတော့ဖြောလိုက်အောင်မယ်ကျွန်တော်တို့လည်းအဆင်ပြေတယ်ပြီးတော့ तू ကဒီရေတန်းဆက်ကထွက်လာတဲ့ရေကကျွေးတို့ဟိုတောက်တာတစ်ခုတည်းပဲသုံးလို့ရတာမဟုတ်ဘူး तू ကမိဖို့ကြောင်းမှာသမင်းဟင်းချက်ပြုတ်မယ်အရွက်စေးပါစေအကုန်သူသုံးလို့ရတယ်တိတ်တိတ်လေးနဲ့နေရအရမ်းမယူဘူးအခုကျွန်တော်တို့ထားတာဆိုရင်နေရချင်းချင်းလေးနဲ့ဟိုသူ့ဆက်ကပြီးသွားအောင်ကျွန်တော်တို့အိမ်မှာရေတန်းဘူးကအမှ10ဘူးလို့ရှိတယ်အဲ့ဒါ
နေရာအရန်ယူတာဟိုအိမ်ကလည်းဟိုကွန်ဒိုဆိုတော့နေရာချင်းတယ်ချင်းတော့တိတ်အများကြီးထားလို့မရဘူးအခုဆိုအဲ့ရေတံဘူးထားတဲ့နေရာတွေအများကြီးလွတ်လာပြီတခြားကြိုက်တဲ့ပစ္စည်းတွေထားလို့ရမယ် သူကလည်း luxury လည်းပုံစံလေးလည်းဖြစ်တယ်နောက်ပြီးတော့ပေတို့လိုဒီလိုလူနေတဲ့အိမ်တွေမှာနေမဟုတ်ဘူးသူကရုံးခန်းနေစာသင်ခန်းနေအိတ်ထဲတွေမှာဟုတ်တော့မှ तू ကဟိုပစ္စည်းနေရာယူတာတိတ်ပြီးတော့မစားတော့ဘူးဘယ်နေရာလေးမှာပဲထားအဆင်ပြေပြီးတော်လွယ်ကူကူသုံးလို့ရတယ်နော် အရန်မြန်တာပဲကိုရီးယားလေးအကြမယ်ထင်တာရောက်လာတယ်ဖတ်သူပြီးတော့ဘယ်ဟုတ်မလဲသူကဒီဆက်ထဲမှာပဲတခါတည်းအကုန်လုံးပစ္စည်းတွေကိုဆင်ထားပြီးသား WHO အသိအမှတ်ပြုနော် pH level နဲ့ ISO အသိအမှတ်ပြုလက်မှတ်တွေပါရထားတယ်ရောင်းအားရမ်းကောင်းတယ်သူကရေသန့်ဆက်တစ်စိတ်ပေါ့နော်ဒီ alpha ရေသန့်ဆက်လေးကဟို promotion ကြောင့်လေးပြပြလိုက်ပို့အဲ့ဒါကြီးနော်အခုရောင်းနေတာ18သိန်း9000အခုကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ share ရမယ် share ပြီးတော့ showroom မှာမူကြီးနာမည်ပြောလိုက်တာနဲ့ discount 3သိန်းရမယ် ဖေတာ3ခုလက်ဆောင်ထည့်ရမယ်ဟိုလောက်ရမှာတော့ခုနပြောသလိုပဲဝယ်ချင်နေဆိုရင်ရွှေတို့ဗီဒီယိုလေးကို share ပေးပါပြီးရင် showroom ကိုသွားပြီးတော့မူကြီးနာမည်လေးကိုပြောလိုက်တာနဲ့ discount 3သိန်းရမယ်ဖေတာ3ခုရမယ် warranty လည်းတစ်နှစ်ရပါမယ်ကုန်ကြစရိတ်သက်သာစွာနဲ့ ကျမ်းမာပျော်ရွှင်တဲ့မိသားစုကိုရဖို့ alpha ရေသန့်ဆက်ကိုဒါတက်ဆင်ထားလိုက်ပါ ကဲကျွန်တော်တို့တော့ alpha ရေသန့်ဆက်ကိုတက်လိုက်ပြီ အသေးလေး